ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ကဒါဒုတိယအကြိမ်အတွက်ပေါ့နော်ကျွန်တော်ပရိတ်လိုင်းလေးကိုချပေးသွားမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့တူတူကြည့်အောင်ဗျာနော်ကျွန်တော်ဒီသုံးလုံးပေါင်းခြင်းမှာပဲအရင်ကြီးတော့ overload တာတော့မဟုတ်ဘူးပေါ့နော်ဒီမှာ956ဆိုတော့ကျွန်တော်တို့6နော်ကျွန်တော်နက်ခတ်ပဲယူလိုက်လို့ရတယ်ပေါ့နော်6နက်ခတ်ကိုဒီနှစ်ခုပဲကျွန်တော်တို့ယူလိုက်လို့ရတယ်နော်6နက်ခတ်ကိုဒီကျွန်တော်ဒါ69 break ပေါ့နော်69 break ကျွန်တော်ဒီမှာရှိရဆိုရင်646ဆိုတော့ဒီ6 break ထွက်သွားတယ်နော်6 break ထွက်သွားတယ်အောက်ကိုတစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့နော်အောက်တစ်ချက်ကိုပြန်ကြည့်လိုက်ခါမှာကျွန်တော်ဒီမှာပါရှိလဲဆိုရင်နော်သူကဟိုချားတယ်ဗျာနော်နှစ်ပင်ကြားကျွန်တော်ရှာထားတာဆိုတော့ဒီမှာ865ပေါ့နော်ဆို869ပေါ့နော်869နော်869ကျွန်တော်တို့ပေါင်းခြင်းကပါရှိလဲဆိုရင်ပေါင်းခြင်းနံပါတ်3နော်3နက်ခတ်ဒီကျွန်တော်တို့5နော်3နက်ခတ်5ဒီမှာထွက်သွားတဲ့ကဏ္ဍဒီ898ဆိုတော့ကျွန်တော်တို့5 break နော်ဒါဆိုရင်အောက်တစ်ဖြတ်ကျွန်တော်တို့ကြည့်ရအောင်ဒီမှာလည်းဒီတပင်ချပြီးတော့ကျွန်တော်ကြည့်မယ်ဒီမှာ5နှစ်ပေါ့နော်ပေါင်းခြင်းနံပါတ်2နက်ခတ်ဒီကျွန်တော်တို့4ဆိုပြီးတော့ပေါ့နော်ဒီမှာကျွန်တော်တို့895ဆိုပြီးတော့ဒီ2 break ထွက်တယ်နော်ဒါဆိုရင်အခုလာမဲ့အပင်ကဒီတပင်ချကကျွန်တော်ဒီမှာရှိနေတာကျွန်တော်တို့6နှစ်ခွန်ဆိုပြီးတော့ရှိတယ်နော်6နှစ်ဒီ8ကျွန်တော်တို့ခွန်နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီ5ဖြစ်တယ်ပေါ့နော်5နက်ခတ်3ဒီကျွန်တော်ဒါ break line ပေါ့နော်5နက်ခတ်3ဒီကျွန်တော်တို့ break ဘယ်မှာလာကြမလဲဒီမှာလာကြမယ်နော်ထည့်ကျင်တယ်ဆိုရင်3ည break ကဒါထည့်လို့တော့ရတယ်ပေါ့နော်5 3ည3ဆိုပြီးတော့ကျွန်တော်ထည့်လိုက်လို့ရတယ်ဒီမှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာ6ဓာတ်ရိုက်ကြတယ်နော်ပြီးရင်သူနက်ခတ်ကြတယ်ဓာတ်ရိုက်ကြတယ်ဖြစ်လာနိုင်ခြေအရှိဆုံးကတော့ဒီ3 break ပေါ့ဗျာနော်3 break ကကျွန်တော်ဒါဖြစ်လာနိုင်ခြေရှိတယ်3 break ပေါ့နော်3 break နော်3 break ကြာလာနိုင်ခြေရှိတယ်နော်ဒီအတွက်ဒါလေးကိုကျွန်တော်ကဒါပြပေးခြင်းဖြစ်ပါတယ်နော်တကယ်ချင်းမိတ်ဆွေတို့ကလည်းနောက်ထပ်ကျွန်တော်တင်ဖို့ရှိသေးတယ်ပေါ့နော်အခုလောဆယ်ကျွန်တော်သိပ်ပြီးတော့အရန်ကြီးမအားသေးတာဖြစ်တဲ့အတွက်ကျွန်တော်လည်းသိပ်ပြီးတော့မတင်ပြဘူးပေါ့နော်နောက်တစ်စက်တိုက်ကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်နော်โอเคကျွန်တော်3ည break ကဒါယူခြင်းလည်းရတယ်ပေါ့နော်တကယ်လို့မယူခြင်းဘူးဆိုရင်လည်းဒီမူတိုင်းစစ်ပြီးတော့သွားမယ်ဆိုရင်ဒီမှာတိုက်ရိုက်နက်ခတ်တိုက်ရိုက်ဒီမှာလာမယ်ဆိုရင်တော့နက်ခတ်ကတော့လာနိုင်ခြေအရှိဆုံးဖြစ်တယ်ပေါ့နော်ဒီလိုကျွန်တော်တို့3 break ကတော့ဒါနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့5 break ကတည်းကလွှတ်လို့မရဘူး3 break ပေါ့ဗျာနော်ဒီထဲမှာထပ်ပြီးတော့တိုးကျင်တယ်ဆိုရင်ကျွန်တော်3ည break လေးထပ်ပြီးတော့တိုးလို့ရတယ်ဘာဖြစ်လို့လဲသူ့ရဲ့ဒီမှာ power ဖြစ်နေလို့ပေါ့နော်5 power ကျွန်တော်3ညဖြစ်နေတဲ့အတွက်5 3ည3ပေါ့နော်ဒါပေမဲ့အပေါ်မှာကြကေးကကျွန်တော်တို့ဒီမှာနက်ခတ်နဲ့ပဲကျွန်တော်ယူပြီးတော့ကြပေးခဲ့တယ်သူနက်ခတ်ပဲကြတယ်နော် power မပါဘူးဒီမှာတိုက်ရိုက်ဒါဆိုရင်ကျွန်တော်ဒီမှာ power မထည့်လဲအဆင်ပြေမယ်တော့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင်ပါ